Manchester United အသင်းရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား10ယောက်အားလုံးဝင်းမင်္ဂလာပါ eSport Channel ကနေကြိုဆိုလိုက်ပါဒီကနေ့မှာတော့ Manchester United အသင်းရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား10ယောက်ကိုတင်ဆက်ပေးခြင်းပါဘယ်သူတွေဖြစ်မလဲကျွန်တော်နဲ့အတူစိုးရိမ်ကြည့်လိုက်အောင်ခင်ဗျာနံပါတ်10 Cristiano Ronaldo ကိုတော့မသိရသူရှိကြမှာမဟုတ်ပါဘူးဘောလုံးလောကရဲ့ဂိုးတူဖြစ်ပြီးသူ့ရဲ့အောင်မြင်မှုအစလမ်းကြောင်းဟာအိမ်မက်ပြစိတ်ရုံလို့ခေါ်တဲ့ Manchester United အသင်းရဲ့ဥထရဖို့ကွန်ကြီးထဲမှာစတင်ခဲ့တာပါ။ဒီပြကြီးဆာအလက်ဖာဂိုဆန်အနေနဲ့ခရစ္စတီယာနိုကို2004ခုနှစ်မှာ Sporting CB အသင်းကနေစတင်ခေါ်ယူခဲ့ပြီး Manchester United အသင်းနဲ့အတူမယုံကြည်နိုင်စရာ3ဂိုးတွေမယုံကြည်နိုင်စရာစွမ်းဆောင်ရည်တွေကိုပြသခဲ့ပြီးပွဲပေါင်း346ပွဲကစားခဲ့ကဂိုးပေါင်း145ခုနဲ့ဂိုးဖန်တီးမှု64ချိန်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။စူပလာအောင်မြင်မှုမှာလည်း United နဲ့အတူစူပလာ9လုံးထိရယူနိုင်ခဲ့ပြီး2008ခုနှစ်မှာဖလား3လုံးအောင်မြင်မှုနဲ့အတူဘလွန်ဒီယောဆုကိုပါရယူနိုင်ခဲ့တာကြောင့်Manchester United အသင်းရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်နေခဲ့တာပါ။နံပါတ်9 Rio Ferdinand Manchester United အသင်းရဲ့အကောင်းဆုံးခံစားမှုတွေကတယောက်ဖြစ်တဲ့ Rio Ferdinand ကိုဒီစင်းမှာခြံထားခဲ့လို့မရပါဘူး။သူ့ရဲ့နိုင်လိုစိတ်ပြင်းထန်မှုတွေအသင်းပေါ်အကောင်းဆုံးဥဆောင်နိုင်မှုတွေနဲ့သူဟာအသင်းရဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ခဲ့ပြီးအနီရောင်ဂျာစီကိုဝတ်ဆင်ကပွဲပေါင်း456ပွဲထိကစားပေးခဲ့ပြီး Premier League ဖလား6ကြိမ်နဲ့အတူစူဖလားပေါင်း15ကြိမ်ထိရယူနိုင်ခဲ့ပါတယ်။ခုချိန်မှာ Manchester United အသင်းရဲ့နောက်တန်းကစားသမားတွေအနေနဲ့ပုံမှန်ခြေစွမ်းမရှိကြတာကြောင့် United တို့ဘေးသက်တို့အနေနဲ့ Ferdinand လိုကစားသမားမျိုးကိုလွမ်းဆွနေကြမှာ။နံပါတ်8 Eric Cantona Manchester United အသင်းရဲ့ legend တယောက်ဖြစ်တဲ့ Eric Cantona ဆိုရင် The King လို့ခေါ်ဝေါ်ခံခဲ့ရတဲ့အထိ United မှာအောင်မြင်ခဲ့တာပါ1992ခုနှစ်မှာ Leeds United အသင်းကနေပြောင်းရွှေ့လာခဲ့ပြီး26နှစ်ကြာဝေးကွာနေခဲ့တဲ့ Premier League ဖလားကြီးကို Manchester United အသင်းတော်ပထမရာသီမှာလည်းရယူပေးနိုင်ခဲ့ပါတယ်။ Manchester United အသင်းနဲ့အတူစူဖလားပေါင်း17ကြိမ်ထိရယူနိုင်ခဲ့ပြီးပြိုင်ပွဲစုံ185ပွဲကစားခဲ့က3ဂိုး82ဂိုးနဲ့ဂိုးဖန်တီးမှု65ကြိမ်ထိပြုလုပ်နိုင်ခဲ့ပြီး Manchester United အသင်းရဲ့အကောင်းဆုံးကဏ္ဍဝင်ကစားသမားအဖြစ်ခုထိတိုင်ပြောစမှတ်တွင်နေသေးပါပဲ။နံပါတ်9 Bosco Manchester United အသင်းရဲ့အကောင်းဆုံးကစားသမားများစီးရင်မှာ Bosco မပါဝင်ရင်ဘယ်တော့မှပြည့်စုံမှာမဟုတ်ပါဘူး။ Bosco က Premier League ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေကတယောက်ဖြစ်ပြီးသူ့ရဲ့ပေးပို့မှုတိကျတာတွေကွင်းလယ်ကနေဝေးကန်ချက်တွေနဲ့ဂိုးသွင်းယူနိုင်တာတွေကြောင့်ပုံမလူတီများခဲ့ပါတယ်။ Bosco ကဖာဂူဆန်ဖြစ်မှာ United အသင်းရဲ့ကွင်းလယ်အင်ဂျင်တစ်လုံးဖြစ်ပြီး2000ပြည့်နှစ်အစောပိုင်းတွေမှာ United တို့စူပလာပေါင်းများစွာရရှိရေးမှာအဓိကခန်းကဏ္ဍကပါဝင်ခဲ့တာပါကစားသမားဘဝကိုလည်း Man United အသင်းတစ်သင်းထဲမှာပဲဖြတ်သန်းခဲ့ပြီးပွဲပေါင်း918ပွဲထိကစားပေးခဲ့က3ဂိုး155ဂိုးနဲ့ဖန်တီးမှု82ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်2011ခုနှစ်မှာတော့ကစားသမားဘဝအနားယူခဲ့ပေမဲ့2012ခုနှစ်မှာ United တို့ကွင်းလယ်ပိုင်းအခက်အခဲကြုံခဲ့ရတာကြောင့်ပြန်လည်ကစားပေးခဲ့တဲ့အထိ Bosco ကအသင်းပေါ်ပေးဆက်ခဲ့တာပါနံပါတ်6 Wayne Rooney Manchester United အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး Manchester United ဖန်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်ပါRooney ဟာ Everton အသင်းကနေ2004ခုနှစ်မှာ Manchester United အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး Manchester United နဲ့အတူ Premier League ဖလား5ကြိမ် Champions League ဖလား1ကြိမ်နဲ့အတူစူပလာပေါင်း12ကြိမ်ထိရယူနိုင်ခဲ့ပါတယ်။ United အသင်းတို့လည်းပွဲပေါင်း959ပွဲထိကစားပေးခဲ့ပြီးကဏ္ဍဝင်မြောက်3ဂိုးတွေနဲ့အတူဂိုးပေါင်း253ဂိုးထိသွင်းယူခဲ့ကဂိုးဖန်တီးမှုအကြိမ်140ထိပြုလုပ်ပေးနိုင်ခဲ့ပါနံပါတ်5 Brian Robertson Manchester United အသင်းရဲ့ထင်ခဲ့အသင်းကောင်းဆောင်တစ်ယောက်ဖြစ်ပြီး United မှာအသင်းကောင်းဆောင်ဖြစ်12နှစ်ကြာဆော်ကစားခဲ့တဲ့သူပါသူ့ရဲ့တက်ကြွမှုအသင်းပေါ်ချစ်မြတ်နိုးမှုခေါင်းဆောင်နိုင်မှုတွေကြောင့်ကပတိန်မာဘယ်ဆိုပြီးပါနာမည်တွင်ခဲ့ပါ Manchester United အသင်းမှာ73နှစ်ကြာပေးဆက်ကစားခဲ့ပြီးပွဲပေါင်း462ပွဲမှာ3ဂိုး69ဂိုးနဲ့ဂိုးဖန်တီးမှု24ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်စူပလာအောင်မြင်မှုမှာလည်း9ကြိမ်ထိရှိခဲ့ပြီး Manchester United အသင်းရဲ့အကောင်းဆုံးကဏ္ဍဝင်အသင်းကောင်းဆောင်တစ်ယောက်ပါပဲနံပါတ်4 Ryan Giggs ဒီအိုင်ယာလန်ကစားသမားကြီးကတော့ Manchester United အသင်းရဲ့အကြံတန်းဆုံးနဲ့ခေါင်းဆောင်နိုင်မှုအပြည့်အဝရှိတဲ့ကွင်းလယ်ကစားသမားကြီးတစ်ယောက်ဖြစ်ပါသူ့ရဲ့အသင်းပေါ်ဥဆောင်နိုင်မှုတွေနိုင်မကန်ရှုံးမပေးစိတ်သက်တွေကြောင့်လက်ကျန်ပြေခေါ်ဆိုခဲ့ကြပြီး United အသင်းမှာ12နှစ်ကြာပေးဆက်ကစားခဲ့ကပြိုင်ပွဲစုံ480ကစားပေးခဲ့ပြီး3ဂိုး52ဂိုးနဲ့ဂိုးဖန်တီးမှု40ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်Premier League ဖလား9ကြိမ်နဲ့အတူစူပလာပေါင်း18ခုထိလည်းရယူနိုင်ခဲ့ပါသေးတယ်နံပါတ်3 Brian Gill Manchester United အသင်းရဲ့စူပလာအများဆုံးရကစားသမားဖြစ်ပြီး United အသင်းတို့လည်းနေရာစုံကစားပေးနိုင်ခဲ့တဲ့သူပါ။ Brian Gill ကစားသမားဘဝကို United အသင်းမှာပဲ24နှစ်ကြာဖြတ်သန်းခဲ့ပြီးဆာလက်ဖာဂူဆန်ရဲ့ရွှေခစ်မှာ United အသင်းရဲ့နှလုံးခုန်သံဖြစ်ခဲ့ပါ။ Man United အသင်းသမိုင်းမှာပွဲအများဆုံးကစားခဲ့တဲ့ကစားသမားဖြစ်ပွဲပေါင်း963ပွဲထိကစားပေးခဲ့ပြီး3ဂိုး168ဂိုးနဲ့ဂိုးဖန်တီးမှု268ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။စူပလာအောင်မြင်မှုမှာလည်းအသင်းသမိုင်းတစ်လျှောက်အများဆုံးအဖြစ်စူပလာပေါင်း24ခုထိရယူထားနိုင်ခဲ့ပါတယ်။ဒါကြောင့် Ryan Giggs ဟာဒီစီးရဲ့နံပါတ်3နေရာမှာရှိနေခဲ့တာ။နံပါတ်2 George Best George Best ဟာ Manchester United အသင်းရဲ့အကောင်းဆုံးတောင်ပန်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး Manchester United နဲ့အတူ1968ခုနှစ်မှာဥရောပီယံကအခုလက်ရှိချန်ပီယံလိဖလားကိုရယူနိုင်ခဲ့ပြီး1968ခုနှစ်ဘလွန်ဒီယောဆုကိုလည်းရယူနိုင်ခဲ့ပါတယ်။အဲ့ဒီခေတ်ရဲ့နောက်တန်းကစားသမားတွေအတွက် George Best ဟာအိမ်မက်ဆိုးဖြစ်ခဲ့ပြီး
United အသင်းတော်ပွဲပေါင်း480ကစားပေးခဲ့ကတွန်းကို189ခုနဲ့ဘိုးပန်တီးမှု44ချိန်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။စူပလာအောင်မြင်မှုကလည်း United အသင်းနဲ့တူ6ချိန်ထိရယူထားပြီးအသင်းရဲ့ဂန္ဓဝင်ကစားသမားအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။နံပါတ်1စာဘော်ဘီချာတန်ဘော်ဘီချာတန်မန်ချက်စတာယူနိုက်တက်အသင်းရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါမန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့1958ခုနှစ်မြူနစ်လေယာဉ်ပြတ်ကျမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဖြစ်ပြီးယူနိုက်တက်တို့ရဲ့ပြန်လည်ထူထောင်ရေးမှာအကောင်းဆုံးဦးဆောင်ခဲ့တဲ့သူတစ်ယောက်ပါ1966ခုနှစ်မှာတော့ဘလိုနီယောစုကိုရယူနိုင်ခဲ့ပြီး1968ခုနှစ်မှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပထမဆုံးဥရောပစူပလာအောင်မြင်မှုမှာလည်းအဓိကရေးပါတဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်ပွဲပေါင်း960နီးပါးကစားခဲ့ပြီးတွန်းကို245ခုနဲ့ဂိုးဖန်တီးမှု82ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်အသင်းနဲ့အတူစူပလာအောင်မြင်မှု9ကြိမ်ထိရယူနိုင်ခဲ့ပြီးဒီစီးရဲ့နံပါတ်1နေရာမှာဘော်ဘီချာတန်ဟာချွန်းချက်မရှိရပ်တည်နေခဲ့ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာကတော့သမိုင်းတစ်လျှောက်မန်ချက်စတာယူနိုက်တက်အသင်းရဲ့အကောင်းဆုံးကစားသမားတွေပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာဘယ်ကစားသမားတွေသိချင်လဲကိုမမှမှန်းခဲ့ကြပါစိုးရိမ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါ